ပါခင်ဗျာအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်မနေ့ကတော့ကျွန်တော်ဒီကမ္ဘာခီးသွားလုပ်ငန်းကောင်စီရပေါ့နော်ကျင်းပပြုလုပ်တဲ့ဒီ Egypt ကဒီ Ancient ဖြစ်နေပြီးတော့ဆောင်ရွက်တဲ့ကျွန်တော်တို့ Recovery and Leadership ကျွန်တော်တို့ပြောစည်းတင်မောအစီအစဉ်လေးအကြောင်းကိုတင်ပြခဲ့ပါတယ်အဲ့ဒီပွဲလေးအပြီးမှာပဲပေါ့နော်ဒီကမ္ဘာခီးသွားလုပ်ငန်းကောင်စီအနေနဲ့ကျွန်တော်တို့ဒီ Accelerating Travel and Tourism Recovery ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့အစီရင်ခံစာလေးတစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်ဒီအစီရင်ခံစာကတော့ကျွန်တော်လွန်ခဲ့တဲ့ဒီဆယ်စုနှစ်၄ခုပေါ့နော်နှစ်ပေါင်း40အတွင်းမှာဒီကမ္ဘာတစ်ဝန်းမှာဖြစ်ပေါ်ခဲ့တဲ့ကျွန်တော်တို့ဒီအကျပ်တဲ့ crisis ပေါင်းတရားကိုကျွန်တော်တို့သိသိသာသာပြုပြီးတဲ့အခါကျတော့ဒီလိလာဆန်းစစ်ထားတာဖြစ်ပါတယ်ဒီအစီရင်ခံစာရဲ့အဓိကကောက်ချက်ကတော့ကျွန်တော်တို့ဘလို့အချက်တဲမျိုးပဲဖြစ်ပွားခဲ့ပြီးတော့ပြီးဆုံးသွားပါစီပေါ့နော်ကျွန်တော်တို့ဘယ်ခီးစဉ်ဒေသမှာဒီရေရှည်ပြိုလဲသွားတာမရှိဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီဟိုတယ်နဲ့ခီးသွားနေပင်မှာပေါ့နော်ဒီ crisis တွေပြီးတဲ့အခါမှာပြန်လည်ထူထောင်ရေးတွေလုပ်ကြတယ်ဒီလိုလုပ်တဲ့အခါမှာကျွန်တော်တို့ဒီအစိုးရပိုင်းနဲ့ကျွန်တော်တို့ဒီပုဂ္ဂလိကပေါ့နော်ဒီခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကဒီအရေးကြီးတာဖြစ်တယ်လို့ကျွန်တော်တို့ကမ္ဘာခီးသွားလုပ်ငန်းကောင်စီကနေပြီးတော့ဖော်ပြထားပါတယ်အထင်ရှားဆုံးဥပမာတစ်ခုကတော့ဒီ COVID-19 ကပ်ရောဂါပြီးအခြေအနေပေါ့နော်ဒါကိုအစီအခံမှာဖော်ပြထားပါတယ်ဒီ2020မှာဆိုလို့ရှိရင်ဒီနိုင်ငံတကာခီးသွားလာမှုပေါ့နော်ဒီစံချိန်တင်ကျွန်တော်တို့ကဒီ82%လောက်ထိကျဆင်းသွားတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ2024ခုနှစ်မှာတော့ကျွန်တော်တို့ဒီခီးသွားပေါင်းပေါ့နော်ကျွန်တော်တို့ဒီ 1.47 ဘီလီယံနဲ့ဒါကိုဗစ်မတိုင်ခင်အခြေအနေကိုဒါအများဆုံးပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်ဒီပို့ပြီးတော့အံ့ဩစရာကောင်းတာကျွန်တော်2025ခုနှစ်မှာလည်းကျွန်တော်တို့ဒီကမ္ဘာလေခီးသွားပေါင်းကျွန်တော်တို့ 1.5 နှစ်ဘီလီယံနဲ့ကျွန်တော်တို့4%တိုးတက်ခဲ့ပြီးတော့ဒီနိုင်ငံတကာခီးသွားတွေရဲ့သုံးစွဲမှုကတော့ကျွန်တော်တို့2 trillion ကျော်အထိကျွန်တော်တို့ရှိလာခဲ့တာလည်းဖြစ်ပါတယ်ဒီကမ္ဘာခီးသွားလုပ်ငန်းကောင်စီရဲ့ဒီအချက်လက်တွေအရဆိုလို့ရှိရင်တော့ဒီကမ္ဘာခီးသွားလုပ်ငန်းကဏ္ဍကကျွန်တော်တို့ဒီ global GDP ကို17.6 trillion တိထည့်ပေးနိုင်ခဲ့ပြီးတော့ဒါကမ္ဘာစီးပွားရေးရဲ့9.8%နဲ့ဖြစ်ပါတယ်ဒီကမ္ဘာတဝန်းလုံးကဒီလူပေါင်း336တန်းအတွက်ဒီအလုပ်အကင်တွေပေါ့နော်ခီးသွားလုပ်ငန်းကနေပြီးတော့ဒီခိုင်ခိုင်မာမာပံ့ပိုးပေးထားနိုင်တယ်လို့လည်းဆိုပါတယ်ခီးသွားလုပ်ငန်းကောင်စီရဲ့ဥက္ကဋ္ဌဒီ Gloria Guevara နေပြီးတော့ဒီခီးသွားလုပ်ငန်းဒီပြန်လဲနလန်ထူလာနိုင်မလားဆိုတာမေးစရာမေးခွန်းမဟုတ်ပါဘူးတဲ့ကျွန်တော်တို့ခီးသွားလုပ်ငန်းကိုအမြန်ဆုံးပြန်လဲနလန်ထူအောင်ဘယ်လိုလုပ်ကင်ဆောင်ရွက်ကြမလဲဆိုတာအဓိကဖြစ်ပါတယ်ဆိုပြီးတော့ဒါမှတ်ချက်ပြုပြီးတော့ပြောကြားထားပါတယ်ဒါကတော့ကျွန်တော်တို့ခီးသွားလုပ်ငန်းကိုပြန်လဲဥမော့လာအောင်ကြိုးစားနေတဲ့နိုင်ငံတွေအတွက်တော့ဒါအင်အားတရဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်းခီးသွားလုပ်ငန်းကိုအမြန်ဆုံးပြန်လည်ဥမော့လာဖို့ဆိုလို့ရှိရင်ဒီအစိုးရဖွဲ့စည်းတွေရဲ့ပုဂ္ဂလိကဖွဲ့စည်းတွေရဲ့ကျွန်တော်တို့ဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်းပြီးတော့ဒီအဖြစ်ရှာဆောင်ရွက်မှသာခီးသွားလုပ်ငန်းကအမြန်ဆုံးဥမော့လာမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီမြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းအမြန်ဆုံးပြန်လည်ဥမော့လာဖို့အတွက်ဘယ်လိုအစီအစဉ်တွေဘယ်လိုလှုပ်ဆောင်ရင်ကောင်းမလဲဆိုတာဒါ comment မှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်